တက်တင်တဲ့တကွာစီလာထုတ်ထူထိုင်းနိုင်ငံချွန်ဘူရီမြို့က meeting group ဆက်အလုံးသမားတွေဦးဟာ73စီကန့်သက်ချက်တွေကြောင့်ပုံးနယ်စီထုတ်တာမရလို့ဆိုပြီးစိုင်ဝန်တန်းတွေယုံအောင်တက်တဲ့တခုယူလာခဲ့ပါတယ်အတူပါအခမ်းအနားအတွက်ဒီဇယ်စီတကယ်လိုအပ်နေလို့ပါဆိုပြီးအကောင့်တစ်ခုကိုတက်တဲ့အထိနဲ့စီဆိုင်အထိတဲလာခဲ့တာပါအဲ့ဒီလူကစီက meeting group ဖို့ပါစီလောင်ဖို့မဟုတ်ပါဘူးလို့ဆိုပါတယ်စီဆိုင်ဘက်ကလည်းဒီလောက်ခိုင်လုံတဲ့တက်တွေကိုတွေ့ပြီးစီမထုတ်ပေးဖို့ထပ်မငင်းရတော့ပါဘူးထိုင်းမှာ73စီထိန်းချုပ်မှုတွေတင်းကျပ်လာတာနဲ့အမျှ meeting group ဆက်အလောက်သမားတွေလည်းဒုက္ခများနေရတက်တင်တဲ့တကွာစီလာထုတ်ထူထိုင်းနိုင်ငံချွန်ဘူရီမြို့က meeting group ဆက်အလုံးသမားတွေဦးဟာ73စီကန့်သက်ချက်တွေကြောင့်ပုံးနယ်စီထုတ်တာမရလို့ဆိုပြီးစိုင်ဝန်တန်းတွေယုံအောင်တက်တဲ့တခုယူလာခဲ့ပါတယ်အတူပါအခမ်းအနားအတွက်ဒီဇယ်စီတကယ်လိုအပ်နေလို့ပါဆိုပြီးအကောင့်တစ်ခုကိုတက်တဲ့အထိနဲ့စီဆိုင်အထိတဲလာခဲ့တာပါအဲ့ဒီလူကစီက meeting group ဖို့ပါစီလောင်ဖို့မဟုတ်ပါဘူးလို့ဆိုပါတယ်စီဆိုင်ဘက်ကလည်းဒီလောက်ခိုင်လုံတဲ့တက်တွေကိုတွေ့ပြီးစီမထုတ်ပေးဖို့ထပ်မငင်းရတော့ပါဘူးထိုင်းမှာ73စီထိန်းချုပ်မှုတွေတင်းကျပ်လာတာနဲ့အမျှ meeting group ဆက်အလောက်သမားတွေလည်းဒုက္ခများနေရပါတယ်